baby လေးနဲ့ချိုလိန်ဆုပ်ချင်း baby လေးကိုအငိုတိတ်စေဖို့ချော့မြူဖို့ဆိုပြီးချိုလိန်လေးတွေကိုမိမိဖေဖေတို့တော်တော်များများအသုံးပြုလို့ရှိကြပါတယ်ဒီချိုလိန်အသုံးပြုတာကလူတိုင်းသုံးလို့သာသုံးလိုက်တယ်ကောင်းသလားဆိုသလားလဲမသိပါဘူးချိုလိန်ဆုပ်ချင်းကကလေးကိုရောထိခိုက်စေမလားဆိုပြီးစိုးရိမ်နေတဲ့မိမိတွေအတွက်ပြောပြပေးပါရစေဘေဘီလေးအတွက်ချိုလိန်ဆုပ်ချင်းရဲ့ကောင်းကျိုးဘေဘီလေးတွေကိုချိုလိန်ပြီးသုံးတာက1ကလေးကိုအငိုတိတ်စေတယ်ဘေဘီလေးတွေဟာချိုလိန်ဒါမှမဟုတ်မိမိနို့ဘူးတွေကိုစိုးရခြင်းကသူတို့ရဲ့အပျော်ဆုံးအချိန်မှာကလေးတွေကိုအာရုံပြောင်းပေးနိုင်တယ်ကလေးကိုကာကွယ်ဆေးထိုးတာသွေးဖောက်စစ်ဆေးတဲ့အခါနာကျင်မှုကိုအာရုံမရောက်စေဖို့ချိုလိန်လေးကိုအသုံးပြုပေးလို့ရပါတယ်ကလေးကိုအိပ်ပျော်စေတယ်မိမိကလေးကိုနှစ်ချိုက်အိပ်စေခြင်းနဲ့ဆိုရင်ချိုလိန်ကိုအသုံးပြုပေးလို့ရပါတယ်ကလေးကိုမအီမသာဖြစ်တာတက်တာစေတယ်ကလေးကကားစီးရင်ကားမူးတာကိုတတ်တာစေဖို့လဲချိုလိန်လေးကိုအသုံးပြုပေးလို့ရပါတယ်။မွေးကင်းစားကလေးငယ်ရုတ်တရက်တည်ဆုံးမှုမဖြစ်အောင်ကာကွယ်ပေးတယ်။အဲ့ချိန်မှာဘေဘီလေးကိုချိုလိန်ပေးဆုပ်ထားတာကဘေဘီလေးမှာရုတ်တရက်တည်ဆုံးမှုဖြစ်နိုင်ခြေကိုရှော့ချပေးနိုင်ပါတယ်။ကဲကောင်းကျိုးကိုသိပြီဆိုရင်တော့ဆိုးကျိုးကိုလည်းသိထားရလိမ့်မယ်။ချိုလိန်ဆုပ်ခြင်းရဲ့ဆိုးကျိုးများချိုလိန်ကိုကလေးအသက်တလကျော်မှစတဲ့မိတ်ဆက်ပေးတယ်ပါတယ်ဒီလိုမိတ်ဆက်ပေးတဲ့အခါမှာလဲဒီစိုးကျိုးတွေဖြစ်နိုင်တယ်ဆိုတာကိုသိထားဖို့လိုပါမယ်ကလေးကိုအစောကြီးချိုလိန်ပေးဆိုတာကနို့တိုက်ရခက်စေတယ်ကလေးကိုချိုလိန်ပေးဆိုတာနို့ဘူးတိုက်တာတွေကကလေးကိုမိခင်နို့ဆိုးတဲ့အခါမှာအနောက်အရှက်ဖြစ်စေပါတယ်ကလေးကမိခင်နို့ကိုမဆိုးပဲချိုလိန်ပဲဆိုးချင်နေတာနို့ဘူးပဲတောက်ချင်နေတာတွေဖြစ်လာနိုင်ပါတယ်ကလေးကချိုလိန်မပါရင်မအိပ်တာမျိုးဖြစ်နိုင်ပါတယ်ကလေးကိုချိုလိန်ကအိပ်ပျော်စေပေမဲ့အမြဲချိုလိန်ပေးသုံးတာကတော့ကလေးကိုချိုလိန်ပေါ်မှာမိကိုလွန်းတဲ့စိတ်ဖြစ်စေပြီးချိုလိန်မပါရင်အိပ်မပျော်တာမျိုးဖြစ်နိုင်ပါတယ်အတွင်းသားပိုးဝင်ကူးဆက်ခံရနိုင်တယ်ချိုလိန်ပေးဆိုတာကဘေဘီလေးရဲ့အတွင်းသားကိုပိုးဝင်ကူးဆက်တာမျိုးခံစားရနိုင်ပါတယ်အထူးသဖြင့်6လအထက်ကလေးတွေမှာဖြစ်တတ်ပါတယ်။သွားပြဿနာခံစားရနိုင်တယ်။ချိုလိန်ဆိုတာကဘေဘီလေးကိုသွားမညီတာသွားပေါက်နောက်ကျတာမျိုးသွားနဲ့ကရွင်းပြဿနာတွေခံစားရနိုင်စေပါတယ်။ဘေဘီလေးကိုချိုလိန်ပြီးတဲ့အခါဒီအချက်တွေကိုသတိထားရမယ်။ချိုလိန်ကိုကလေးတွန်းလဲပကတ်စတာတွေနဲ့တွဲမချီထားပါနဲ့။ကျိုးရှည်ရှည်နဲ့ချီပြီးကလေးအင်ကြီးသို့မဟုတ်လက်မှာချိတ်ထားတာလည်းမလုပ်သင့်ပါဘူးကျိုးကကလေးလေပင်ကိုပတ်သွားနိုင်ပါတယ်အယုတ်တွေကတ်ထားတဲ့ချိုလိန်ကိုမသုံးသင့်ပါဘူးချိုလိန်ကချိုလိန်ပဲဖြစ်တယ်ပြီးဘာပစ္စည်းအပေါ်မှမပါသင့်ပါဘူးမတော်တဆပြုတ်ထွက်သွားရင်ကလေးပါးစပ်နဲ့နှာခေါင်းထဲဝင်ပြီးတီးတတ်ပါတယ်ချိုလိန်ကိုမကြာခဏဆေးပါအနည်းဆုံးတော့တစ်နေ့တစ်ချိန်ဆေးပါစက်ပြားနဲ့ဆေးရေနွေးနဲ့ပြုတ်စက်ပြာကိုတော့ရေးပြအောင်ဆေးပါရင်နှွေးနဲ့ပြုတ်မှဖြစ်တဲ့အတွက်အပူခံတဲ့ချိုလိန်ကိုဝယ်ပါချိုလိန်တွေရွဲလာရင်ဟောင်းလာရင်အသက်လဲပေးပါချိုလိန်ကိုအချိုးရည်တွေမတုပ်ပါနဲ့ကလေးငိမ်အောင်တချို့ကချိုလိန်ထိတ်မှာအချိုးရည်တွေတုပ်ပြီးစုပ်ခိုင်းတာမျိုးမလုပ်ရပါဘူးကလေးရဲ့သွားနဲ့တဖုံးကိုထိကိုက်စေနိုင်ပါတယ်ကလေးကိုထမင်းမကျွေးနိုင်နို့မတိုက်နိုင်သေးလို့ချိုလိန်ပေးစုပ်တာမျိုးကိုလည်းရှောင်ကျဉ်သင့်ပါတယ်နို့ဘူးအဖုံးကိုချိုလိန်အနေနဲ့မသုံးရပါအပိုင်းအစလေးတွေပြုတ်ထွက်ပြီးကလေးနင်တတ်ပါတယ်မိခင်ဖြစ်လာပြီဆိုရင်ကလေးအတွက်စာများစွာဖတ်ဖို့လဲလိုပါတယ်ကောင်းမွန်ပြုစုနိုင်သောမိခင်ဖခင်များဖြစ်ကြပါစေ